ငွေနဲ့ပတ်သက်ပြီးတော့ထားရှိရမယ့် mindset တစ်ခုကငွေကိုပစ္စည်းကိရိယာတစ်ခုအနေနဲ့သဘောထားရမှာဖြစ်ပါတယ်ဒါကဘာလို့ဆိုလိုတာလဲဆိုရင်ကျွန်တော်တို့လက်ထက်မှာဥပမာဒါမှမဟုတ်ကက်ကြီးပေါ့နော်ဒီဟာကိုကျွန်တော်တို့ကကောင်းတဲ့နေရာမှာသုံးမယ်ဆိုရင်ကောင်းတဲ့ရလဒ်တွေကိုထွက်ပေါ်လာစေတယ်ကျွန်တော်တို့ပို့ပြီးတော့တက်ဖြစ်အောင်လုပ်ပေးနိုင်တယ်တကယ်လို့ကျွန်တော်တို့ကမကောင်းတဲ့နေရာမှာသုံးမယ်ခိုက်ရန်ဖြစ်ပွားစေတဲ့နေရာတွေမှာသုံးမယ်ဆိုရင်တော့ဒါအန္တရာယ်ရှိတယ်လူတွေကိုဒုက္ခရောက်စေတယ်ဒီသဘောပဲပေါ့နော်ငွေကိုလည်းကျွန်တော်တို့ကကိရိယာတစ်ခုအနေနဲ့သဘောထားရမယ်ငွေမှာကောင်းခြင်းဆိုခြင်းမရှိဘူးဒီဟာကိုသုံးတဲ့လူရဲ့အကျင့်စရိုက်နဲ့လက္ခဏာပေါ်မှာပဲမူတည်တယ်ပေါ့နော်ငွေကကျွန်တော်တို့ဘဝမှာလိုအပ်တဲ့ဘဝရဲ့အစိတ်ပိုင်းတစ်ခုပဲဖြစ်တယ်လူတစ်ယောက်ရဲ့တန်ဖိုးငွေအများကြီးရှာနိုင်တာငွေနည်းနည်းပဲရှာနိုင်တာနဲ့တန်ဖိုးဖြတ်လို့မရဘူးဒါကိုသတိထားဒီလိုမျိုးတန်ဖိုးဖြတ်တယ်ဆိုတာဒါမှားယွင်းတဲ့ယူဆတစ်ခုသာဖြစ်ပါတယ်ခံစားချက်အရသုံးတာမျိုးမဟုတ်ပါနဲ့ရိုးတိပေတာကြသုံးလာနိုင်ဖို့လည်းလိုပါတယ်တချို့ကစိတ်လေးအစင်မပြေရင်တခုခုတောက်ဝဲလိုက်မယ်ငွေကိုသုံးလိုက်မယ်ဒီလိုမျိုးသဘောထားတတ်ကြတယ်ဒါကြစဉ်းစားမယ်ဆိုရင်ငွေကိုခုနကကျွန်တော်တို့ကကရိယာတန်စာပလာတစ်ခုအနေနဲ့အသုံးချအနေမှတ်ယူထားတယ်ကိုယ့်ကိုအထောက်အကူဖြစ်စေမဲ့ကရိယာတန်စာပလာတစ်ခုအနေနဲ့မှတ်ယူထားတာဖြစ်တဲ့အတွက်ဒီငွေကိုပွားလာအောင်တေချာလေးစဉ်းစားနိုင်မယ်နောက်တစ်ခါကိုယ့်ကိုအနာဂတ်မှာငွေပြန်ဝင်လာစေမဲ့အလုပ်တွေပစ္စည်းတွေဝယ်ထားဖို့အတွက်ကိုပို့ပြီးတော့တွန်းအားဖြစ်လာစေမှာဖြစ်ပါတယ်ဘောနော်ငွေကိုကရိယာတန်စာပလာတစ်ခုအနေနဲ့သတ်မှတ်ထားတဲ့လူနဲ့ပုံမှန်ရိုးသဘောထားတဲ့လူနဲ့နှစ်ဦးကြားမှာဘာကွာခြားလဲဆိုရင်ပုံမှန်စိတ်ခံစားချက်ရှိတဲ့လူပုံမှန်ငွေသုံးရမှပျော်တဲ့လူတွေကြတော့သူတို့ကတခုခုဆိုရင်ငွေသုံးလိုက်တဲ့စုဖို့စောင်းဖို့နောက်တစ်ခါအနာဂတ်အတွက်ရင်းနှီးမြှုပ်နှံမှုတွေဘာမှမစဉ်းစားတော့ဘူးစိတ်လေးအဆင်မပြေရင်ငွေသုံးလိုက်မယ်ဒီလိုမျိုးသဘောထားတတ်ကြတယ်ငွေကိုပစ္စည်းတန်စာပလာတစ်ခုအနေနဲ့သဘောထားတဲ့လူကြတော့ငွေနဲ့ပတ်သက်လာရင်သူကယုတ်တိဝေဒကြစဉ်းစားနိုင်တယ်အနာဂတ်မှာကိုငွေဝင်စေမဲ့အရာတွေနောက်တစ်ခုကဤမြုံနှံမှုတွေကိုလှုပ်လာနိုင်မှာဖြစ်ပါတယ်